What's up guys ဒီနေ့ကတော့ Q&A အစီအစဉ်မှာเนาะမေးချင်မေးဖြေချင်အဖြစ်မိဘပေါင်း1600လောက်ကိုကျွန်တော်ဒီနေ့ဖြေသွားမှာဖြစ်ပါတယ်ကျွန်တော်ပြောဟတဲ့အတိုင်းပဲမေးချင်မေးဖြေချင်ဖြေဆိုတဲ့အတိုင်းပဲအခု comment မှာမေးရတယ်အကုန်လုံးဖြေအောင်မှာဖြစ်ပါတယ်ဒီ special video တွေမတင်ဘူးလားတဲ့အဲ့ဒါကြတော့ I don't know yeah အဲ့လိုမျိုးပုံမှာလည်းမူတည်ရဒါမှမဟုတ် comment များတာcomment များရဲ့အဲ့ဒီဟာတွေသူမဟုတ်အဲ့ဒီ comment မှာ like များရဲ့ဟာတွေများရင်ကျွန်တော်လုပ်ပေးမှာပေါ့နော် yeah ချုပ်အောင်ရဟာဒူးတဲ့ဟာနဲ့ဆိုင်နော်ချီးပါပြတယ်ဟောချီးပါပြခိုင်းနေဟာချီးပါပြလေရောငါဘယ်လိုချီးပါရမှာလဲကွာစိတ်ညစ်ပါလေကွာโอเคနောက်တစ်ခုသားမယ်ကွာဆော့ရှိလားတဲ့မရှိပါဘူးဘာလို့ထားမှာလဲဟုတ်တယ်မလားပိုက်ဆိုင်ကုန်နေလေ you lost size လေဘိုင်စုကီရဲ့ lost size ဆိုတာဘာလဲတာကြီးငါနားမလဲနေလေတဲ့ကျွန်တော်ကအီလိုမစာမရောက်အီလိုမစာကိုစီမံကိန်းချလို့မရှိပြီကျွန်တော်ကအဲ့ဒီမဂျူမှာကျွန်တော်တို့အဲ့ဒီ base တွေဘာတွေအကုန်လုံးစောက်ပြီးွားပြီဖြစ်ပါတယ်ကျွန်တော်မဟုတ်ပေါ်နေတာပါဒါမှကျွန်တော်ရန်ကုန်မှာနေရခွေးရှိလားတဲ့ကျွန်တော်ခွေးကဘယ်လောက်ရှိလဲဆိုတော့အဲ့လောက်ရှိရပါတော့အဲ့လောက်ရှိရဟိုဘယ်လိုအခက်ခဲရှိလဲတဲ့ပြီးတော့ Woodbat ဆိုတဲ့တင်းနဲ့ဘယ်လိုဝင်ဖြစ်သွားလဲတဲ့ yeah တော်တော်ကောင်းတဲ့မိကုန်ပဲဆိုတော့အဲ့ဒီ Woodbat ဆိုတဲ့တင်းနဲ့အော်ကျွန်တော်ဝင်ထားသေးတယ်အဲ့ဒါတော့ Zoki ထောင်လာပါတော့ Zoki ကိုယ်တိုင်လာမန်းတာ yeahအဲ့ဒီ program ဘယ်လိုဝင်ဖြစ်သွားလဲဆိုတော့စာဘောတွေများလို့ဝင်ဖြစ်သွားတာပါစားတာပါဒီထဲအကောင်တွေကရဲနေနေပြည့်မလားဟိုခင်ဖို့ကောင်းတယ်လေးတငယ်ချင်းတွေရှိတော့ကျွန်တော်ဒီမှာဝင်ဖြစ်သွားတာ YouTube လောက်တာဘယ်လိုအခက်ခဲတွေရှိလဲဆိုတော့ yeah record နဲ့ရိုက်တာပေါ့နော် record နဲ့ရိုက်တဲ့အချိန်မှာကျွန်တော်ကအဲ့ဒီစကားအများကြီးပြောတော့အဲ့နဲ့ဘယ်လိုပြောမလဲကျွန်တော် video record နဲ့ရိုက်ရင်ကျွန်တော်အတန်မပါဘူးဆိုတော့ကျွန်တော်ပြန်သွင်းရရဲအဲ့ဒီမှာတော်တော်ကြာတယ်ပြီးရင် editing လုပ်တဲ့အချိန်တွေကတချို့အချိန်ဆိုမီးပြတ်သွားတော့ wifi တွေမရဘူး yeah အဲ့ဒါမှာ video တင်တာနည်းနည်းပါးကြာရရှိရဲအခုတော့အကြောင်းတွေပါပြီးဖွတော့စာတွေပါလုံးနေရရဲ yeah အဲ့လိုမျိုးတော့ဒီတိတ်မတင်ပြဘောနော်နာမည်ဘယ်လိုခေါ်လဲတဲ့ကျွန်တော် far ဝိုင်းပါတော့တဲ့မင်းငါတက်ဘယ်လိုတည်နေမင်းအိမ်မီဆန်လားအိမ်မီဆန်လားဟမ်အိမ်မီဆန်လားလို့ကအာရောလေအာနေ crab ကြိုက်မှာလား face review ပြမှာလားတဲ့face review ကပြကြမလို့ပါဘူးကျွန်တော်စာကဲပြပြီးသားပါချီးပါပြဟိုင်းတော့လေလာပြန်ပြီအကောင်လာပြန်ပြီချီးပါပြတယ်အကောင်လာပြန်ပြီချီးပါပြအိုက်တော့လေမတဲ့ချီးပါပြခိုင်းတာမဟုတ်ဟိုဘာလို့ချီးတော့ကြိုက်နေစဉ်းစားလို့မရဘူးလည်းမသိဘူးကုံသွားပြီပေါ့နော်ကျွန်တော်ပြောပြမယ်ကျွန်တော် YouTube ဘယ်လိုစလုပ်ဖြစ်သွားလဲဆိုတော့လွန်ခဲ့တဲ့ဘယ်လောက်လဲမသိဘူးပြန်သွားရမယ်ပေါ့နော်အဲ့မှာကျွန်တော် channel တစ်ခုထောင်ထားတယ်ဒီမှာဘာတင်ထားလဲဆိုဘာလို့ပြမယ် A few moments later ခဲ့တဲ့2021ကိုပြန်သွားခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ပထမဦးဆုံး YouTube video ရွေးမှာပေါ့နော်အဲ့ဒါတော့ချီကီကညမှာတဲ့တောက်ကျိုးနဲ့နာမည်ငါဘလို့စင်စာရေးပေးလိုက်မယ်ငါမသိဘူးပေါ့နော် yeah ဆိုတော့အဲ့ဒီ video ကလည်းကျွန်တော်ပြပါမယ်အဲ့ဒီ channel ပေါ့နော်အဲ့ဒါတော့2021တင်ထားတာဆက်ရကြနေBilamito Sintubuma Sambitu Nakjani Lewat Hodang Lati Hodang Sintukani Nakanchi Raja Nanana Nananငါငယ်အဲ့လောက်စောက်ယူပြတ်ခဲ့ရတာကွာ
ငါဘာတွေတင်လို့တင်မဲ့ငါမသိဘူးอ่ะ shit မေငငယ်ကငါအစားငါအခုပြန်ရှက်သည်လား yeah အဲ့ဒါတော့ကျွန်တော်ရဲ့ပထမအဆုံး channel ပေါ့နော်ပြီးရင်ကျွန်တော်ဒုတိယ channel ပြမယ်ဒုတိယ channel က copyright မိမှာဆိုလို့အတန်တော့ဟိုမပြတော့ဘူးနော် yeah ဆိုတော့ကျွန်တော် YouTube ကိုဒီကလေးစားလုပ်ခဲ့ဒါပေမဲ့အကြောင်းမျိုးကြောက်ပဲဒီအောက်တွေကပြက်သွားပြီပေါ့နော်ပြက်သွားရပြီးတော့လေကျွန်တော်တက်တော့အကောင့်တစ်ခုဖွင့်ထားပါသေးတယ်ဒါကတော့လေးဆိုတဲ့ဟိုပါပေါ့နော် user name နဲ့အဲ့တက်တော့အကောင့်တစ်ခုဖွင့်ထားပါတယ်ဒီမှာလည်း follow တော့လုပ်ပေးပေါ့နော်ပြီးရင်လေကျွန်တော်တို့အဲ့ကျွန်တော်ချောင်းထားတဲ့ Telegram channel တွေပါ join ချင်နေပါကျွန်တော်လည်းလူ gain တွေပါဆော့ချင်နေဆိုရင် Telegram channel ကိုလေကျွန်တော်တို့ဒီမှာဘေးနားမှာပြထားပေးရပေါ့နော် yeah ဒီ link ထဲဝင်လိုက်ရုံပဲဆိုပြီးရင်တော့ကျွန်တော်တို့ဘာတွေကြံသေးလဲဆိုတော့ငါပြောမှစားငါမိဟုတ်အုံနောက်စင်းစားအော် like subscribe လို့မမေးကြပါနဲ့ဆိုတော့နောက်ထပ်ဘယ်လိုပြောမလဲနောက်ထပ်မေကွန်းတွေနောက်ထပ်လောက်ခိုင်းစရာရှိရတယ်အဲ့လိုမျိုးတွေပေါ့နော်ဘယ်လိုပြောရမလဲအဲ့လိုမျိုးကပြဆိုအဲ့လိုမျိုးတွေပေါ့နော် yeah အဲ့လိုမျိုးတွေပေါ့နော်အမများမေးပေါ့နော်ကျွန်တော်တို့ဗီဒီယိုထိုင်ကုန်မရှိဘူးခဏလေးထိုင်ကုန်မရှိဘူးကျွန်တော်ဗီဒီယိုနှစ်ပုတ်တင် subscribe guys like subscribe okay don't forget to like subscribe or I will kick your ass bye bye အော်အကောင်လည်းနောက်ဆုံးတစ်ခုမှလာမေးဟာကဲ far wise ဆိုတဲ့နာမည်ဘယ်လိုရသွားလဲဆိုတော့ကျွန်တော်ခေါင်းထဲရှိရဟာပေါ့နော်ခေါင်းထဲရှိရဟာစောက်ရေးချလိုက်တာအဲ့မှာ far wise ဆိုတဲ့နာမည်ရပါတယ်ရှစ်တီကိုတက်ပုံမြိုင်းနေရှစ်တီပြလိုက်ပြီနော်ကျော်စောအဲ့ဒီမှာ Terry စောခိုင်းနေမယ်စောရမှာလားအော်ဒီ तू စောလေရရောနော်ဆိုလို့ရမယ်ဟာစောရမှာလားယောအော်အေး तू လဲစောလဲလာ let's go Terry